လာပါခင်ဗျာ Golden Science မြန်မာကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်တို့အရင်ဗီဒီယိုမှာတင်ပြခဲ့တဲ့9နှစ်ခွန်ဆိုတဲ့ကဏ္ဍဟာအခုဆိုရင်အလွန်ရေပန်းစားနေသလိုသင်္ချာနီးရလဲအားအကောင်းဆုံးစုံမတ်မှာရှိနေပါတယ်ဒါပေမဲ့ပညာသားပါနဲ့အမှားယွင်းမရှိအောင်ဘလို့အရင်အတားအဆီးတွေနဲ့ကာကွယ်သွားမလဲဆိုတာဒီနေ့ဗီဒီယိုမှာအထူးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တို့ရဲ့ probability guard စနစ်ရ9နှစ်ခွန်နဲ့ဘေးပတ်လည်မှာရှိတဲ့ကဏ္ဍလိုင်း3ခုကိုအရန်ဖြစ်ထားရှိဖို့လိုအပ်ပါတယ်။အဲ့ဒီကဏ္ဍတွေကတော့9နှစ်8ပြီးရင်9တက်ခွန်နောက်ဆုံးကတော့4နှစ်ခွန်ဒီ3ခွက်ဟာမတော်တဆကဏ္ဍတစ်ခုချော်ထွက်ခဲ့ရင်တောင်ကျွန်တော်တို့ရဲ့ပြစ်မှတ်ကိုမလွဲစီဖို့အတွက်အကောင်းဆုံးအကာအကွယ်တွေပဲဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာကတော့ mathematical rotation ပါ။9နှစ်ခွန်ဆိုတဲ့ကဏ္ဍ3လုံးဟာသူ့ရဲ့နေရာအပြောင်းလဲအလိုက်စွာရင်ပြီးကွဲပြားတတ်ပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဒီကဏ္ဍထုံးလုံးရဲ့ပတ်လည်စနစ်ကိုပါထည့်သွင်းစဉ်းစားထားခြင်းဟာအပြည့်စိတ်ချရတဲ့နည်းလမ်းဖြစ်ပါတယ်။တခါတလေမှာအဓိကကဏ္ဍဟာနေရာလွဲပြီးထွက်ပေါ်တတ်တာကြောင့်ဒီပတ်လည်စနစ်ကအဲ့ဒီအပေါက်အပြဲကိုပိတ်ပေးပါလိမ့်မယ်။ February 1ရက်နေ့ဟာကျွန်တော်တို့အားလုံးအတွက်ရွှေအောင်နေ့ရက်ဖြစ်လာဖို့နှီးစပ်နေပါပြီ။9နှစ်ခွန်ကိုအဓိကထားပြီးကျွန်တော်အခုပေးခဲ့တဲ့အရန်3ခွက်နဲ့ပတ်လည်စနစ်ကိုပေါင်းစပ်လိုက်မယ်ဆိုရင်တော့မိတ်ဆွေတို့ရဲ့ကံကြမ္မာဟာအားအကောင်းဆုံးအခြေအနေမှာရှိနေမှာပါအားလုံးပဲကံကောင်းကြပါစေနောက်ထပ်ထူးခြားတဲ့ခွဲခြမ်းစိတ်ဖြတ်မှုလည်းအတွက်ကျွန်တော်တို့ channel ကို subscribe လုပ်ထားဖို့မမေ့ပါဘူးခင်ဗျာ